အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အချစ်ဝတ္ထုတွေကတော့အမောင်နဲ့နောင်တာဆိုတဲ့အချစ်ဝတ္ထုတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇလန်းအသစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါရစေကဲဒါဆိုရင်ဇလန်းလေးကိုစလိုက်ကြရအောင်ရှင်မိုးဆက်မိုးပေါက်တွေကအိမ်ခေါင်မိုးပေါက်ကိုတဖွဲဖွဲနဲ့မှန်မှန်လေးကြာနေတယ်ညနေခင်းအလင်းရောင်ဟာမင်းမိန်စာပြုတ်နေပြီကျွန်တော်ရန်နာစတီကုံဟောင်းလေးပေါ်မှာထိုင်ရင်စလိတ်တလိတ်တောက်ပြီးနောက်တလိတ်ကိုထပ်မှန်မင်းညင်နေမိတယ်မိကုံငွေတွေကလေထဲမှာပြန်ဝဲနေသလိုကျွန်တော်ရဲ့စိတ်အစဉ်ကလည်းလွင်ပါနေခဲ့တယ်ဒီအိမ်ကြီးထဲမှာအရင်ကတော့လူ3ယောက်ရှိခဲ့တာပါကျွန်တော်ဇနီးဖြူဖြူနဲ့ရောက်ခမတော်မီဖြူဖြူကတော့သူ့ရဲ့ကုမ္ပဏီကိစ္စနဲ့နေဘက်ကိုခရီးထွက်နေတာဒီနေ့ဆိုရင်3ရက်ရှိပြီသူမမရှိတဲ့အိမ်ကြီးကပို့ပြီးတော့ကျဲပြောသလိုပို့ပြီးလဲအထီးကျန်ဆန်းနေတယ်ကျွန်တော်မိဘမဲ့တယောက်အနေနဲ့ကြည်ပင်ခဲ့ရတဲ့သူမို့လို့ဒီအိမ်ကိုရောက်လာတဲ့အခါမှာဒေါ်မေကိုကို့အမေအရင်လိုပဲတလေးတစားနဲ့ဆက်ဆံခဲ့တာပါသူမကလည်းကျွန်တော်ကိုတားရင်တယောက်လိုနှွေးထွေးစွာနဲ့ဂရုစိုက်ခဲ့ပါတယ်အဲ့ဒီညမှာတော့ကံကြမ္မာကျွန်တော်တို့နှစ်ယောက်ကိုဘသူမှမထင်မှတ်ထားတဲ့လမ်းဆောင်တစ်ခုစီကိုခေါ်ဆောင်သွားခဲ့ပါတယ်ည8 နာရီလောက်မှာမိုးကပို့ပြီးတော့တဲလာသလိုရုတ်တရက်မီးတွေလည်းပြတ်သွားတယ်တဲရီလုံးအမောင်တီးကျသွားတဲ့အခါမှာကျွန်တော်အဲခန်းထဲကစပွဲပေါ်မှာဖျောင်းနိုင်တတိုင်းကိုမီးညှိလိုက်ရတယ်ဖျောင်းနိုင်မီးရဲ့တုံတုံကြီးအလင်းရောင်အောက်မှာအရာအားလုံးကဝေဝါးနေတယ်အဲဒီအချိန်မှာဒေါ်မီကကော်ဖီတစ်ခွက်ကိုလီမန်းလေးနဲ့တင်းပြီးကျွန်တော်စီကိုရှောက်လာခဲ့တယ်။ဒါမီးကလည်းမလာသေးဘူးအပြင်းပြေတောက်လိုက်အောင်လို့သူမကခတ်တူတူလေးပြောတယ်။သူမရဲ့အတန်မှာပုံမှန်ထက်ပိုတဲ့နွမ်းနယ်မှုတွေပါဝင်နေတာကိုကျွန်တော်သတိထားလိုက်ပြီးတယ်။ဒေါ်မီဟာအသက်50ဝန်းကျင်ဖြစ်ပေမဲ့အသားရည်ကတည်ငြိမ်ပြီးတန့်ပြတ်တဲ့မိခင်တယောက်ရဲ့အလှမျိုးနဲ့ပြည့်စုံနေစေပါကျွန်တော်တို့နှစ်ယောက်ဖျောင်းနိုင်မီရောက်အောက်မှာစကားတွေပြောပြကြတယ်သူမရဲ့ခင်မကျွန်တော်ရဲ့ရောက်ခမကြီးဆုံးပါသွားခဲ့စဉ်ကခံစားချက်တွေခင်မမရှိတဲ့နောက်ပိုင်းသူမရင်ဆိုင်ခဲ့ရတဲ့အထီးကျန်မှုတွေကိုပထမဆုံးအကြိမ်ဖြစ်နေရင်ဖွင့်လာခဲ့တယ်တခါတလေကြာရင်ဒီအိမ်ရဲ့မှာအမေတယောက်တည်းအရန်ကိုအားငယ်တာပဲတာရင်သူမကဒီလိုပြောရင်းနဲ့မျက်ရည်တွေဝဲလာတယ်အမောင်တူဟာလူသားတွေရဲ့အသိစိတ်ကိုဖုံးကွယ်ပြီးခံစားချက်ကိုရှေ့တန်းတင်တတ်တယ်ဆိုတာအမှန်ပဲဒေါ်မီကိုရှိုက်နေတာကိုမြင်ရတဲ့အခါကျွန်တော်ရင်ထဲမှာမခံပြရနိုင်အောင်တနာစိတ်တွေဖြစ်ပေါ်လာခဲ့တယ်ကျွန်တော်ကသူမဘေးမှာဝင်ထိုင်ပြီးပခုံးလေးကိုအသာအရာဖတ်ပြီးတော့အားပေးမိတယ်ငိုပါနဲ့အမိဟာကျွန်တော်တို့ရှိတာပဲဒီလိုပြောလိုက်မိချိန်မှာပဲကျွန်တော်တို့နှစ်ယောက်ရဲ့အချစ်တွေကစုံသွားကြတယ်အဲဒီအချိန်မှာကျွန်တော်တို့ကြားသားနဲ့အမေဆိုတဲ့နေနမိတ်ကပြင်းမိန်သွားပြီးယောက်ျားနဲ့မိန်းမဆိုတဲ့ခံစားချက်ကဝင်ရောက်နေရယူသွားခဲ့တယ်အထီးကျန်မှုတွေစာနာမှုတွေကနေတဆင့်မဖြစ်တဲ့ဆန္ဒတွေစီကိုဥတီသွားကြတယ်အဲဒီညမိုးတန်နေကြမှာကျွန်တော်တို့ဟာဘဝတသက်စာနှောင်ထားရစေမယ့်အမှားတစ်ခုကိုအတူတကွကျူးလွန်လိုက်မိပါတယ်အတီးတရားဟာတနာရဲ့နောက်မှာပျောက်ဆုံးနေခဲ့တဲ့ညပါပဲနောက်တနေ့မနက်ခင်းရဲ့နေအောင်ကြီးကပဒေပေါက်ကနေဖျားကျလာတဲ့အခါကျွန်တော်အတွက်တော့ကဘာပြတ်တယ်လို့ခံစားလိုက်ရတယ်မျက်စိဖွင့်လိုက်တာနဲ့ညကျူးလွန်ခဲ့တဲ့အမှားတွေကခေါင်းထဲကိုဒိုင်းကနေဝင်လာတယ်ဒေါ်မေကိုမျက်နှာချင်းမဆိုင်ရဲတော့တာကြောင့်ကျွန်တော်အခန်းထဲမှာပဲအချိန်တော်ကြာအောင်းနေပြီးတယ်နေ့လယ်ပိုင်းမှာဖြူဖြူစရာဗီဒီယိုကောအောင်ဝင်လာတယ်ကိုဘာတွေလုပ်နေလဲမျက်နှာလည်းမကောင်းပါလားအမေရောနေကောင်းရဲ့လားလို့သူမကပျော်ရွှင်စွာနဲ့မေးလာတယ်ကျွန်တော်ရဲ့လက်တွေတုန်နေခဲ့တယ်
ဖြူဖြူရဲ့အပြောကိုမြင်ရတာကျွန်တော်ရင်ကိုလှမ်းနဲ့ထိုးသလိုပဲကောင်းပါတယ်ကိုကခေါင်းနဲ့ကိုက်နေလို့ပါလို့လိန်ညာပြီးတော့ဖုန်းချလိုက်ရတယ်အိမ်ထဲကလေတူးကလည်းလေးလံလုံးတော့အသက်ရှူရတာတော့မှမိုးကျနေပြီဒေါ်မေကလည်းအခန်းထဲကအပြင်မထွက်သလိုမတော်တဆလမ်းမှာဆိုရင်တော့မျက်နှာကိုလွှဲသွားတတ်တယ်ကျွန်တော်တို့ရဲ့ကြားမှာအမားဆိုတဲ့နိုင်ရန်ကြီးကအခိုင်အမာတည်ရှိသွားပြီဖြူဖြူခရီးကပြန်ရောက်လာတဲ့အခါမှာအိမ်ရဲ့အခြေအနေကပိုပြီးတော့တင်းမာလာတယ်ဖြူဖြူကပါနဲ့တဲ့မိန်းကလေးတယောက်ဖြစ်တာကြောင့်သူမအိမ်ထဲကိုဝင်လိုက်တာနဲ့လေတို့ရဲ့ပြောင်းလဲမှုကိုရိပ်မိသွားတယ်ကိုအမေနဲ့တခုခုဖြစ်ထားကြလားအမေကလည်းအရင်လိုမဟုတ်ဘူးဖြူကိုစကားတော်မှကောင်းကောင်းမပြောဘူးလို့ဖြူဖြူကတညမှမေးလာတယ်ကျွန်တော်ဘာမှမပြောနိုင်ပဲခေါင်းငုံနေမိတယ်တညလုံးအိမ်မပြောဘဲနဲ့လူးလှိမ်နေရတယ်ဒေါ်မေကလည်းတစ်ဖက်ခန်းမှာငိုနေတာကိုကျွန်တော်ခံစားသိရှိနေတယ်ဒီလှုပ်ဝက်ချက်ကကျွန်တော်တို့၃ယောက်လုံးကိုတဖြည်းဖြည်းချင်းနဲ့ဝါမြူနေတာပါကျွန်တော်ကိုတက်သေးစေစိတ်တောင်မှပေါက်လာခဲ့တယ်ဒါပေမဲ့ဖြည့်ရှင်းဖို့နီးလန့်ကိုလည်းရှာမတွေ့ခဲ့ဘူးမှန်တရားဆိုတာဖုံးဖိထားလို့မရတဲ့အရာပါတပတ်လောက်ကြာမှတော့အရာအားလုံးကအဆုံးစုံရောက်သွားခဲ့တယ်ညနေပိုင်းမှာဒေါ်မေအခန်းထဲကနေရှိုက်ကြီးတငယ်ငိုးတန်းတွေထွက်လာတာကြောင့်ကျွန်တော်မနေနိုင်ပဲအခန်းထဲကိုဝင်သွားခဲ့တယ်အမေဘာဖြစ်လို့လဲကျွန်တော်တောင်းပန်ပါတယ်လို့ကျွန်တော်ကပြောရင်သူ့မကိုထိန်းဖို့ကြိုးစားတယ်ဒေါ်မေကကျွန်တော်အတင်းတွန်းထုတ်ပြီးမင်းသွားတော့ဖြူဖြူသိသွားရင်ငါတို့သိလိမ့်မယ်ဖြူဖြူကိုဘာမှမပြောပါနဲ့လို့ငိုယိုပြီးတော့တောင်းပန်ကြည့်မှာပဲဖြူဖြူကတကားပေါ်မှာရက်နေတာကိုကျွန်တော်တို့တွေ့လိုက်ရတယ်သူမရဲ့မျက်နှာမှာထိတ်လန့်မှုတွေရွှန်းရှာမှုနဲ့နာကျင်မှုတွေအတိုင်းသားပေါ်နေတယ်အရာအားလုံးဟာရှင်းပြလို့မရအောင်ရှုပ်ထွေးသွားပြီဖြူဖြူကသူမအမိနဲ့ကျွန်တော်ကိုကြည့်ပြီးတော့အော်ဟစ်ငိုယိုတော့တယ်အဲဒီအချိန်မှာပဲကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်ဒေါ်မီဟာသူမရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့မိခင်တစ်ယောက်ပါသူမကိုအပြစ်မမြင်စေချင်ပါဘူးဖြူအမေနဲ့ဘာမှမဆိုင်ပါဘူးကိုကပဲအမေကိုအဓမ္မပြုတ်ကျင့်မှုစူးစမ်းခဲ့တာပါကိုကလူယုံမှာပါလို့ကျွန်တော်ကလိန်ညာပြီးတော့ဝန်ခံလိုက်တယ်ဒေါ်မီကကျွန်တော်ကိုအံ့ဩစွာနဲ့ကြည့်နေတယ်ဖြူဖြူကတော့ကျွန်တော်ကိုတစ်သက်လုံးခွင့်လွှတ်မှာမဟုတ်တဲ့အကြည့်တွေနဲ့ကြည့်ပြီးအခုချက်ချင်းငါ့အိမ်မှာဆင်းသွားလို့အော်ပြောလိုက်တယ်ကျွန်တော်ဟာချစ်ရသူရဲ့မုန်းတီးမှုကိုခံယူပြီးသူမတို့သားမီးရဲ့ဆက်ဆံရေးမပြတ်ပြားအောင်လို့ကိုအပြစ်ရှိသူဖြစ်နေဟန်ဆောင်ပြီးတော့ထွက်လာခဲ့ပါတယ်အခုတော့ကျွန်တော်ဟာဝေးလံတဲ့မြို့လေးတစ်မြို့မှာတယောက်တည်းနေထိုင်ရင်ဘဝအောင်ဖြတ်သန်းနေပါတယ်အတိတ်ကအမတ်တရားတွေကကျွန်တော်နေ့စဉ်နှိမ့်ဆက်နေတော့မှပဲဒေါ်မီကတော့သူမရဲ့သိက္ခာကိုကျွန်တော်ကောက်ွယ်ပေးခဲ့တာကိုသိတဲ့အတွက်နာကျင်စွာနဲ့ကြံ့ရစ်ခဲ့လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဖြူဖြူကတော့ကျွန်တော်လူယုံမှတယောက်လိုပဲသတ်မှတ်ထားစေဖြစ်မှာပါဘဝမှာခဏတာစိတ်အလိုကိုလိုက်မိခြင်းရဲ့နောက်ွယ်မှာတသက်လုံးပေးဆက်ရမယ့်နာကျင်မှုတွေလည်းရှိနေတတ်ပါတယ်တခါတရံမှာအမှန်တရားကိုဖုံးကွယ်ခြင်းရတာအပြစ်ရှိတဲ့သူအတွက်အကောင်းဆုံးသောပေးဆက်မှုဖြစ်နေတတ်ပေမဲ့လည်းရရှိလာတဲ့ဒဏ်ရာကတော့ဘယ်တော့မှကျက်မှာမဟုတ်ပါဘူး